အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ခင်သန္တာ YouTube channel page ကနေပြန်နေကြိုဆိုလိုက်ပါတယ်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းကျမဖတ်ပြနေကြဖြစ်တဲ့ Grace Under Pressure ဆိုတဲ့ခေါင်းစဉ်အောက်ကနေဖတ်ပြမယ်ဆောင်းပါးလေးတွေဖတ်မယ်လက်တစ်ခေါက်ပြန်နေရရှိလို့လာပါပြီဒီတစ်ပတ်လဲကျမဖတ်ပြတဲ့အစီအစဉ်လေးနဲ့အရင်စကြပါတယ်ဖတ်ပြတဲ့အရင်လေးမစခင်ဒီအကြောင်းအရာလေးပေါ့နော်ခေါင်းစဉ်ကသူများရေးမယ်ကိုယ်တမိုင်းနေတဲ့ဒါလေးကိုကျမဘာဖြစ်လို့ပြောဖြစ်လဲဆိုတော့ကျမသမီးလေးကိုရင်ဆောင်စဉ်ကကျမဖတ်ခဲ့ဘူးတဲ့စာအုပ်တုံးနဲ့ဆက်ဆက်ပြီးပြောချင်တာပါတမိုင်းဆိုတာတော်တော်များများကကျမတို့လူကြီးတွေပြောရင်ကိုတမိုင်းကိုရေးလို့ပြောကြတာပေါ့နော်ကိုတမိုင်းကိုရေးတဲ့ဆိုတဲ့အဓိပ္ပာယ်ကတော့ကိုဖြတ်တန်းခဲ့တယ်ကိုလှုပ်ဆောင်ခဲ့တယ်လုပ်တဲ့အတိုင်းတစ်ချိန်မှာကျမတို့ရဲ့အကြောင်းအရာမှတ်တမ်းမှတ်ရဝင်နေမှာကိုတမိုင်းကိုရေးလို့ပြောကြတယ်ပေါ့နော်ကျမခေါင်းစဉ်ကတော့သူများရေးမယ်ကိုတမိုင်းနေလို့ပေးထားပါတယ်ဒါလေးကိုအရင်ဖတ်ပြလိုက်ပါမယ်သူများရေးမယ်ကိုတမိုင်းနေသမီးလေးကိုကိုဝင်ဆောင်ထားရတဲ့အချိန်တုန်းကပေါ့ပိုပြီးအတိအကျပြောရရင်အန်ထရာဆောင်းအဖြေကသမီးမင်းကလေးဖြစ်ပါတယ်လို့ထွက်တဲ့နေ့တုန်းကပို့စီကိုစာအုပ်လက်ဆောင်တော့ရောက်လာတယ်ဂျဝါဟလာနေရူရဲ့ Letter from a father to his daughter စာအုပ်ပါပဲဆရာကြီးပါရဂူကချစ်သမီးထံသို့ဆိုပြီးဘာသာပြန်ရေးထားပါတယ်ဒီစာအုပ်ကိုမဖတ်ရသေးခင်ကိုမသိစိတ်မှာဆွဲနေတဲ့အရာတွေရှိတယ်သမီးမင်းကလေးတွေဖတ်ဖို့ဆိုပြီးရေးကြရင်ထုံတန်းစင်လာရဘလို့ဘိုင်းခေါင်းကြောက်ဖိနေရမယ်ဆိုတာတွေမိမခေါင်းမိမမြတ်တို့ရဲ့ကြံ့ရင်လက္ခဏာရှိအောင်စောင်းရန်ရှောင်ရန်တွေသိခံတရားလက်ခံထားတဲ့နာတွေမိမတို့တက်အပ်တဲ့အိမ်တွင်းမှုလို့တိမ့်ထုတ်သေးကြတွေကနေစပြီးတော့သားကိုသခင်လင်ကိုဖျားဆိုတဲ့တစ်ဖက်ဆောင်းနေဆိုရိုးတွေအကြောင်းပါပဲဒီလိုချင်းအတူတွေဝါပြီးကြီးပြင်းလာရတဲ့ကိုဟာအခုစာအုပ်ကိုလည်းဒါတွေပဲရင်းမှာပေါ့လို့ခပ်ပေါ့တွေးလိုက်မိပါတယ်ဖတ်ကြည့်လိုက်တဲ့အခါဗိုက်စာနေတဲ့အချိန်ကိုနှစ်သက်ရတဲ့အရာသာကိုစားလိုက်ရတယ်လို့ပါပဲကျင်နဲ့ပြည့်စုံသွားရပါတယ်နေရူကိုကမ္ဘာနိုင်ငံရေးခေါင်းဆောင်ကမ္ဘာငြိမ်းချမ်းရေးပြည်သူ့ကတူအိန္ဒိယပြည်ရဲ့ဝင်ကြီးချုပ်လောက်သာကိုကသိထားတာကမ္ဘာအကောင်ဆုံးစာရေးဆရာ9ဦးအနက်တဦးအပါဝင်လို့အဲ့ဒီအချိန်ကသိမနေခဲ့ပါဘူး10နှစ်အရွယ်သူ့သမီးအိန္ဒြိယာနာအတွက်ရည်ရွယ်ရေးထားတဲ့စာတွေဟာကိုထင်ထားမှုတဲ့အရာတွေနဲ့တက်ဆင်အောင်လွဲနေပါတော့တယ်ကမ္ဘာလောကကြီးစတင်ပေါ်ပေါက်လာပုံလူသားတွေကကိုယ့်ဘာသာလူလို့စတင်သိလာပုံကြောက်တုံးနဲ့တပင်တွေအကြောင်းပိုးမွားတရိษံတွေနဲ့အသက်တွေအကြောင်းမြင့်အချင်းနက်ခတ်တရားတွေအကြောင်းကနေအိန္ဒိယနိုင်ငံအတွက်လွတ်လပ်ရေးအကြောင်းတွေထိပါရေးထားတယ်။ဒါအပြင်ဘာသာစကားအချင်းချင်းဆက်သွယ်မှုဘာသာတရားအစနဲ့အလုတ်တာဝန်ခွဲဝေမှုခေါင်းဆောင်ရဲ့တကူအာနာကြီးထွားမှုတွေအကြောင်းအဆင့်ဆင့်ကနေကမ္ဘာပေါ်မှာရှိတဲ့ပြည်သူပြည်သားတွေအားလုံးအတွက်လွတ်လပ်ရေးအကြောင်းထိပါရေးပေးထားလိုက်ပုံကအသေးစိတ်အမခန်းနိုင်လာပါတယ်ဒီစာအုပ်ထဲကနေကိုရလိုက်တဲ့ message ကတော့နေရူဟာသူ့သမီးအတွက်မြင်ကွင်းကျဲအစ်စ်ကိုဖွင့်ပေးလိုက်တာပါပဲအိန္ဒိယနာကလည်းသူ့အဖေဖွင့်ပေးခဲ့တဲ့မြင်ကွင်းကျဲအတိုင်းလိုက်သွားလိုက်တာ global အထိရောက်အောင်ပါပဲဒီစာအုပ်ကို1929ခုနှစ်ကတည်းကရေးသားထုတ်ဝေခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်ကတည်းကနေရူဟာသူ့သမီးကို globalization နဲ့ထိတွေ့ပေးထားခဲ့တာပဲကိုသမီး8နှစ်အရွယ်ရောက်တော့ဒီစာအုပ်ထဲကအကြောင်းတွေနဲ့စတင်ထိတွေ့ပေးခဲ့ပါတယ်အဲ့ဒီအရွယ်ကစာအုပ်ထဲမှာသမီးစိတ်ဝင်စားတာကသိပ္ပံဆိုင်ရာအချက်လက်တွေပါပဲနောက်စာကောင်းကောင်းဖတ်တတ်တဲ့အရွယ်ရောက်လာတော့မှကိုယ်တိုင်ပေးဖတ်လိုက်တယ်သူ့ဘာသာလူတလောက်ယူသုံးပါစေပေါ့လူတွေကကိုသမိုင်းကိုရေးတယ်လို့သုံးနှုန်းတတ်ကြတယ်ကိုလှဆောင်ခဲ့တဲ့လုပ်ရက်တွေအတိုင်းထင်ကြံခဲ့တဲ့ပုံရိပ်ကိုဆိုလိုခြင်းပုံရပါတယ်စာအဖြစ်ထုတ်ဝေဖို့ဆိုရင်တော့ကိုသမိုင်းသူများရေးထားတာကဟိုတော့ကိုကပို့ပြီးလိုလားပါတယ်ပို့ပြီးကြိုက်နှစ်သက်ပါတယ်ကိုလှဆောင်ရမယ့်အလုပ်တွေကိုဓမ္မကြကောင်းမွန်စွာလှဆောင်ပြီးရင်ကိုသမိုင်းကိုသူများတွေကဝိုင်းရေးကြပါလိမ့်မယ်ဒီလိုအတွေးကိုပေါ်စီခဲ့ရတာကတော့ဆရာကြီးမမော်တင်အောင်ကြောင့်ပါပဲဆရာကြီးကကျွန်တော်အမည်ရှိကိုရိုင်းကြီးအထုပ်ပတ်တိစာအုပ်ရေးသားထုတ်ဝေလိုက်ပါတယ်အထုပ်ပတ်တိစာအုပ်တွေနဲ့ပတ်သက်ပြီးအရင်ကသူ့အရှင်မှာပီမိုးနင်းမဟာဆွေရဲ့ကိုရိုင်းကြီးအထုပ်ပတ်တိတကုံတာယာတကုံတာယာစသည်ဖြင့်ဖတ်ရှိခဲ့ပူပါတယ်လူငယ်လူရွယ်တွေကိုမိမိတိုင်းပြီးချစ်မြတ်နိုးတက်လာအောင်လှုံ့ဆော်လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်စစ်ပြီးခေတ်စာပေလှူရှားမှုတွေရဲ့အရေးတော်ပုံစာပေလှူရှားမှုတွေကအရေးတော်ပုံရဲ့မိတိုင်ကိုထုံးညှိပေးနိုင်ခဲ့တယ်လို့ဆိုထားတယ်နိုင်ငံရေးအတွေ့အကြုံကိုယ်တိုင်ရှိပြီးစာရေးကောင်းတဲ့ဒီဆရာကြီးတွေရဲ့စာကြောင့်လူငယ်တွေဟာအသိပညာပွင့်လင်းခဲ့ကြတယ်စာအုပ်တွေရောင်းအားလည်းကောင်းခဲ့ကြပါတယ်ဆရာကြီးမမော်တင်အောင်ကလည်းကျွန်တော်စာအုပ်အတွက်ချ
6 လလောက်အချိန်ယူပြီးတေချာရေးတယ်သူ့ရဲ့ကြိုးပမ်းချက်တွေနဲ့အောင်မြင်ချက်တွေကိုအားရပါရရေးချလိုက်တယ်စိတ်တိုင်းကြအထက်ထက်တီးဖြတ်ပြီးပုံနှိပ်ထုတ်ဝေလိုက်တော့တယ်သူစာအုပ်ကတိုင်းပြည်မှာဖိမ့်ဖိမ့်တုံအောင်ကြော်ကြားသွားရမယ်လူမျိုးဘာသာမျိုးကြိုက်ကြလိမ့်မယ်စာပေလောကကြီးတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားရမယ်အများတကာရဲ့ရင်သက်ရှုမောအံ့ဩခြင်းနဲ့ဝေဖန်ရေးသမားတွေရဲ့စုပ်သက်ခြင်းကိုပါခံယူရလိမ့်မယ်လို့သူတွေးထားတယ်စာအုပ်ရောင်းအားတွေထုတ်မလောက်ဖြစ်ပြီးနိုင်ငံအသီးသီးကလေးလေးစားစားဘာသာပြန်ထုတ်ဝေချလိမ့်မယ်ပေါ့ဒီလိုယုံကြည်ချက်အပြည့်နဲ့ဆရာကြီးကစောင့်ကြည့်နေတာအထင်ကြီးကြီးနဲ့အုပ်ရည်1000တိတိပုံနှိပ်ထုတ်ဝေပြလိုက်ရော3-4 လကြာသည့်အထိအုပ်ရည်1000ပြည့်အောင်တော့မရောင်းရသေးဘူးဘယ်သူမှလည်းစာအုပ်အကြောင်းမပြောချဘူးမရေးချဘူးစာအုပ်တဲ့အချို့ကလည်းဆရာစာအုပ်မစွန့်ဘူးပြလို့ပေါ်တင်ပြောလာကြတယ်ဆိုင်ကြီးအချို့ကဆိုင်ရခုံတွေဝင်လေးခံပြီးမထားကျင်တော့လို့လာပြန်ယူဖို့ပြောလာကြတဲ့အခါမှာတော့ဆရာကြီးဟာညအိတ်မပြောညတွေများပြီးစိတ်ကြဝေဒနာခံစားလာရတယ်နောက်တော့ဆရာကြီးကစိတ်ယောဂါကုဆေးရုံကိုရောက်သွားပြီးမိတ်ဆွေတယောက်နဲ့အပြန်အလှန်ဆွေးနွေးခန်းကိုတင်ပြထားတယ်မိတ်ဆွေကဆရာကြီးစာအုပ်ကိုဝေဖန်ပြတယ်ကိုယ်တိုင်ရဲ့ထုတ်ပတ်တိဖြစ်လို့ခမားကိုခမားမန်တိုင်ပြုတ်ရေးပြသွားတယ်ခမားမွေးဖွားခဲ့တဲ့1920ခုနှစ်ကနေဗိုလ်ချုပ်နေဝင်းအစိုးရကဦးမှုကိုအာဏာပြန်လဲလွှဲပြောင်းပေးအပ်ခဲ့တဲ့1960ခုနှစ်ထိနှစ်ပေါင်း40ရာဇဝင်နဲ့ရေးထားတယ်။ဒါပေမဲ့ခမားဖော်ပြတဲ့နေရာမှာအတ္တလွန်ကဲအားကြီးနေတာကိုတွေ့ရတယ်။အင်္ဂလိပ်ရဲ့ဖိနှိပ်မှုကိုမခံနိုင်လို့တမျိုးသားလုံးအုံကြွလာရတဲ့အဖြစ်နဲ့ကျွန်းပညာရေးစနစ်ကိုမကျင့်တတ်လို့ကောလိပ်ကျောင်းသားတွေတပိတ်မှောက်ကြတာကိုခမားမွေးဖွားလာတဲ့ခမားရဲ့ဖုံးရှိန်ကန်ရှင်ကြောင့်ဖြစ်ပေါ်လာရတာဆိုတဲ့သဘောမျိုးရေးထားတာတွေ့တယ်1930-31ခုနှစ်လယ်သမားတပုံကြွတယ်လယ်သမားတွေလက်နဲ့ကင်ပြီးတပုံထရတာကိုတောင်မှခမားသင်ငန်းစီးပေးလို့ထကြွရတယ်လို့လူတွေရေးထားတယ်ဆရာကြီးကအောင့်တက်တက်နဲ့နားထောင်နေတဲ့တို့မှအစည်းအရုံးနဲ့ရန်ကုန်တပ်သူတပိတ်ကြီးပေါ်ပေါက်လာရတာကလည်းခမားကြောင့်လူရေးထားသေးတယ်1300ပြည့်ရေတော်ပုံကြီးပောက်ကွဲထွက်လာတာကိုလည်းခမားရင်လှုံ့ဆော်စွမ်းဆောင်ချက်နဲ့မကင်းတလူရေးထားတာတော့တဲလွန်တကူတကယ်ကအင်္ဂလိပ်ကျွန်းပြုမှုကိုတမျိုးသားလုံးကန့်ကွက်ကြတာပါခင်ဗျာမိတ်ဆွေရဲ့အပြောကိုဆရာကြီးကစက်သေးမွေးညင်းထပြီးနားထောင်နေတဲ့ခင်ဗျားကကိုဗိုလ်ချုပ်အောင်ဆန်းသခင်တန်းထွန်းသခင်စိုးကြီးတို့လောက်အရေးပါတယ်လို့ကိုဘာသာတိတ်ထိတင်ထားတာဗျခင်ဗျားရဲ့လှုပ်ဆောင်ချက်လုံးမပါဘူးလို့တော့ကြုံမဆိုလိုပါဘူးကိုဘာသာတိတ်ထိတင်တဲ့နေရာမှာလူတို့ကိုစော်ကားလွန်အားကြီးလို့ပြောရတာပါပြည်သူလူထုထဲမှာပါဝင်နေကြတဲ့စာဖတ်သူတွေဟာခမားတို့စာရေးဆရာတွေစော်ကားကျင်တိုင်းစော်ကားခံနေကြရမယ်နွားတွေမဟုတ်ဘူးဆိုတာတတိထားစမ်းပါမိတ်ဆွေတဲ့ကိုမှဖတ်နေရင်ကဆရာကြီးဗမောတင်အောင်ကိုအားနာတယ်လို့မျက်နာပူတယ်လို့တော့ဖြစ်မိရတယ်အချုပ်ဆိုရရင်အတ္တလွန်ကဲတဲ့စာရေးဆရာကိုစာဖတ်သူပြည်သူလူထုကဘယ်နည်းနဲ့မှသိမခံနိုင်ပါဘူးဘသူကိုမှမပြုတ်ပြင်းခင်ခမားပဲအရင်ပြုတ်ပြင်လိုက်ပါအောင်တဲ့ကိုဟာဆရာကြီးကိုအားနာမိပေမဲ့မိတ်ဆွေဆိုသူရဲ့ထောက်ပြထိုးနှက်ချက်တွေကိုဖတ်နေရင်ကကြိတ်ပြီးသဘောတူနေမိတယ်ဆရာကြီးရဲ့အဆုံးသတ်ဏီကုန်းကိုဆက်ဖတ်ပြီးတော့မှရောင်ပြီးတောင်ဆရာကြီးကိုလက်အုပ်ချလိုက်မိရပါတော့တယ်ဆရာကြီးကသူ့အိမ်ပန်းချန်ထဲမှာသူ့ဘာသာတကိုယ်တဲ့မေးခွန်းအပြန်အလှန်ထုတ်နေတာကိုစိတ်ယောဂဝင်ဆရာဝန်နဲ့ပြတယ်လို့နဲ့ပြန်ရေးထားတာပါသူ့ရဲ့အထုပ်ပတ်တီစာအုပ်ကိုဘာလို့လူကြိုက်နေပြီးရောင်းအားမကောင်းဖြစ်ရတယ်ဆိုတာကိုပြန်ဆန်းစစ်ကြည့်ပြီးတော့စာဖတ်သူတွေကိုဝန်ခံစာပြန်ရေးပြထားတာပါဆရာကြီးရဲ့စာထဲမှာကိုရလိုက်တာကတော့ကိုသမိုင်းကိုသူများရေးပြတာကပိုလာတယ်ဆိုတာပါပဲခေတ်စကားနဲ့ပြောရရင်တော့ကိုလုံနေတာတဲ့ပို့ပြီးကြွယ်မပြကြီးပေါ့သမီးကကိုနာကနေအဝေးတနေရာကိုသွားရဖို့ဖြစ်လာတဲ့အခါမှာသမီးကိုအမှားစကားတောင်းဆိုစကားကိုပြောခဲ့ပါတယ်အခုချိန်မှာတက်တောင်တက်တာနေခွင့်ရနေသူဖြစ်တော့စွမ်းတလောက်စူးစမ်းပေးခဲ့ပါအခုချိန်မှာသမီးလိုစွမ်းခွင့်မရနေကြသူတွေအတွက်တစ်ချိန်မှာတက်တောင်တက်တာဖြစ်စေဖို့သမီးအသေးအချာပြန်လာပေးခဲ့ပါမမေအနာကိုမဟုတ်ပါဘူးသမီးမွေးဖွားခဲ့ရမြေပေါ်ကိုပါဒါဟာသမီးလုပ်ရမယ်တာဝန်ပါပဲလို့အမှားစကားပါလိုက်ပါတယ်ဘယ်အချိန်မှာကိုဘယ်နေရာကဘာတွေလုပ်နေတယ်ဆိုတာကိုသူများရေးကြရမယ်ကိုရဲ့တမိုင်းတွေပဲမဟုတ်ပါလား
ဒါလေးကကျွန်မသမီးအသက်23နှစ်ပြည့်မွေးနေ့အမှတ်တရစာစုလေးပါအဲ့တော့ဒီထဲမှာကျွန်မရေးပြခဲ့တယ်လို့ပဲပေါ့နော်ဒါလေးကကျွန်မအခုမှရေးပြလို့အရင်တော့စာပေဟောပြောပဲစင်ညက်ထက်တွေမှာလဲကျွန်မဒီအကြောင်းအရာလေးကိုခေါ်ခဲ့ပူပါတယ်ကျမတို့ဘယ်အကြောင်းအရာကိုပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာတော့ဆရာကြီးကနိုင်ငံရေးအကြောင်းအရာတွေနဲ့ပတ်သက်ပါတယ်ဒီလွတ်လပ်ရေးရဖို့ခဏကတော့ထောင်တော့အပြည့်ရေးပေါ်အောင်နေပဲဖြစ်ဖြစ်ခဏကတော့မဆလာခစ်ကဥနီဝင်နဲ့ဥနုတွေပြိပခါတွေဖြစ်ဖြစ်ကိုလှုပ်ခဲ့တာတကယ်မလှုပ်ခဲ့ဘူးတော့မဟုတ်ပါဘူးတဲ့လှုပ်ခဲ့တာနည်းနည်းလေးကိုကိုအများကြီးတိတ်ချိမ်မတင်ပါနဲ့တဲ့အထူးသဖြင့်စာရေးသူတွေကိုပြည်သူတွေကိုမျက်နှာမမူတဲ့ပြည်သူတွေဘက်ကမရက်တီတဲ့စာရေးသူတွေကိုပြည်သူတွေကဘယ်တော့မှလက်မခံပါဘူးတဲ့အထူးသဖြင့်ဓမ္မဝါဒီမဟုတ်ဖ ೇನೆ အာဓမ္မဝါဒီဘက်ကိုဘက်လိုက်မျက်နှာပြုတ်ပြီးတော့ရေးခဲ့ပြောခဲ့ဟောခဲ့တဲ့စာရေးသူတွေမှန်သမျှကိုပြည်သူဟာဘယ်တော့မှလက်မခံခဲ့ပါဘူးတဲ့အချုပ်ပြောရရင်တော့ဒီချက်လေးပါပေါ့နော်အဲ့တော့ကျွန်မတကူတဲ့အမြင်အရပြောရရင်စာရေးသူတွေဆိုတာကျွန်မခဏပြောပါတယ်ခေရဲ့ပုံရိပ်တွေပါကျွန်မတို့ရေးသမျှစာတွေ essay ကြပြကာတွန်းဆောင်းပါကြည့်လဲပါမှာပေါ့နော်ကျမတို့ဖြတ်တန်းနေတဲ့ခေရဲ့ပုံရိပ်တွေကိုပဲကျမတို့ကရေးလေရေးထားရှိပါတယ်တော်တော်များများပေါ့နော်စာရေးသူတော်တော်များများအဲ့တော့ကျမတို့မမွေးမမီတဲ့ခေတ်ကအကြောင်းအရာကိုကျမတို့ကစာရေးတွေကဖတ်ပြီးတော့ဒီခေတ်ကဘာဖြစ်ခဲ့လဲသိတယ်အဲ့ဒီလိုပဲကျမတို့မျက်မှောက်ခေတ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုစာရေးသူတွေဟာမှန်ကန်ဗတ်မလိုက်ဖဲရေးသားနိုင်ပါမှနောက်တစ်ချိန်ကျမတို့ရဲ့မျိုးဆက်20-30လွန်တဲ့လူတွေဖတ်ကြည့်တဲ့အခါမှာဒီခုနှစ်2020ဒီကာလတွေပေါ့နော်အဲ့ကာလတွေရဲ့ဝန်းကျင်တွေမှာမြန်မာနိုင်ငံသမိုင်းမြန်မာနိုင်ငံအဖြစ်ဖြစ်မြန်မာနိုင်ငံရဲ့စီးပွားရေးမြန်မာနိုင်ငံရဲ့လူနေမှုအကျင့်စရိုက်နဲ့အဲ့နိုင်ငံရဲ့စာရေးသူတွေရဲ့စာတွေကိုသူတို့အချင်းချင်းချိန်ထိုးပြီးကြည့်မှာပါကျမကမမှန်မကန်တဲ့ဘက်ကရေးခဲ့မယ်ဆိုရင်မှန်ကန်ရေးခဲ့တဲ့စာရေးသူတွေရဲ့စာတွေနဲ့စာဖတ်သူတွေရဲ့တိုက်ပြီးကြည့်ကြမှာပါဒါဆိုရင်ကျမရဲ့တမိုင်းကိုကျမကငါဘာလုပ်ခဲ့တာပါလက်သီးလက်မောင်းတန်းပြီးပြစရာမလိုဘူးကျမဟာမှန်ကန်ဒီခေတ်ရဲ့အဖြစ်အပျက်တွေကိုကျမကလောင်တာဝန်နဲ့ထမ်းပြီးရေးခဲ့တယ်ဆိုရင်ကျမရဲ့တမိုင်းကိုသူများတွေဆက်ရေးပါလိမ့်မယ်ဒီအကြောင်းအရာလေးကိုအနီးကပြောချင်တာပါအဲ့တော့ပတ်စင်ကျမဖတ်ပြနေတဲ့ Grace Under Pressure ဆိုတဲ့ခေါင်းစဉ်အောက်ကနေအကြောင်းအရာတွေကတော့တော်တော်များများပြီးလာပါပြီအပုတ်40ဆိုတော့ပြီးဖို့တော်တော်နှိစက်လာပြီအဲ့တော့ပတ်စင်တင်းငွေနေတိုင်းစောင့်မျှော်နားထောင်ပေးနေတဲ့ကျမရဲ့ YouTube